တလုံးဟေးမန်ငါအရန်အိတ်ကိတ်နေတာပဲဟေးမန်မင်းအငွေ့တက်ကလေးခြုံလုံးကျင်မိတယ်ဖြစ်နိုင်တာကိုပေးချိတ်နောက်ဆုံးမြင်ကွင်းကအနှိမ့်ဆဒဏ္ဍာရီတပုတ်လေးမှုတ်ထုတ်မိလိုက်လေလားရှိုက်တွင်းမိလိုက်လေလားဒါမှမဟုတ်ရှူကြည့်မိတာလားငါလည်းဘာမှမသိလိုက်တယ်လို့ကြောင်းရှိမှစိုက်ထားတဲ့အလံတိုင်းပမာအေးလေပန်းတပွင့်ကောက်မိလိုက်ရင်ကိုနမ်းဘူးကြတဲ့လူမရှိနိုင်ဘူးလားဒါပေမဲ့ငါမနှမ်းရှိုက်ခဲ့ဘူးဟေးမန်အမွှေးနဲ့နာလေးထွက်သွားမှကိုငါမလိုလားဘူးဘယ်လိုပြောရမလဲဟေးမန်ငါတယောက်တည်းပါလာကြည့်လေပါပြောရမယ့်စကားလုံးကပါအာနာနေတယ်အကြောင်းမဲ့တက်ငါမပြောခဲ့ပါဟေးမန်ဖះဟောတဲ့တန်တရားကိုနားလေလာပြီချက်ချင်းတန်ဃာပေါင်ထဲဝင်မဲ့လုပ်တယ်ပုရုဇဉ်စိတ်ကြီးကတ်နေတော့အရာမထင်ခဲ့ဟုတ်တယ်အဲ့တန်တရားတိုင်းမင်းပါမလားဟေးမန်တိအောင်ပြောချင်တယ်တိမယ်မထင်နိုင်လားယုံအောင်ပြောချင်တယ်ယုံမယ်မထင်နိုင်လားနှလုံးသားကနူးညံ့နေလိမ့်မယ်ဖွင့်ရလာတဲ့စကားလုံးကရိုင်းနေငါဘလို့ဖြည့်သိမ်းရပါဟေးမန်မိဟုံတောင်းနေတဲ့နှလုံးသားကမိတက်စေဘူးဘုဒ္ဓရာနဲ့လားရေပုံးပေါင်းပုံးတစ်ထောင်နဲ့လားကုံကုံပြောကြည့်မယ်ဘာမှမချန်ပြောကြည့်မယ်မိတက်ကဘယ်နှစည်းလာလားမိတစလေးကိုပဲမငိမ့်ဖြစ်လေရဲ့ဟေးမန်ကုသနိုင်ပါတယ်အထူးဘူးဆရာမဟုတ်နိုင်ငံတိုင်းရဲ့ပါရဂူပေါင်း1600မဟုတ်နီးနီးလေးနဲ့ဝေးဖြစ်နေတဲ့နှလုံးသားတစ်စုံမြင်နှိုးခွင့်လေးရကျင်တဲ့နှလုံးသားတစ်စုံရွှေဘုံရွှေနှမ်းစံမြန်းကျင်တဲ့နှလုံးသားတစ်စုံကန္နာယခီရှောက်လန်းနိုင်တဲ့နှလုံးသားတစ်စုံအဲ့လိုစေခိုင်းစေမဲ့မင်းပေါ်ဟေးမန်ငါမျက်လုံးမကွယ်ခင်လေးမြင်မိအောင်တန်းကျင်တယ်ဟေးမန်တလုံးတလုံးဟေးမန်94ရက်စွဲ21ရက်8လ2016တလုံးဟေးမန်